ဝေရခခေါင်းဆောင်တဲ့ဂုံတဲ့အဖွဲ့တစ်ဖွဲ့ဟာနေတကာလှည့်ပြီးကုံရောင်းကုံဝယ်အလုပ်ကိုလုပ်ကိုင်ကြပါတယ်။ဒီလိုလက်လေရောင်းဝယ်ရင်ညမိုးချုပ်တော့မဲ့အချိန်ရောက်ခါနီးမှာတော့ဝေရခတို့အဖွဲ့ဟာတောကြီးလို့ခေါ်တဲ့ရွာလေးတရွာရဲ့ထိပ်မှာစခန်းချဖို့ပြင်ဆင်ပါတော့တယ်။အဲရွာထိပ်မှာအလွန်ကြီးမားတဲ့ရေကန်ကြီးတကန်ကလည်းစီလိုနေခဲ့တာပေါ့။ဝေရခဟာအဖွဲ့သားတွေကိုစုပြီးကဲမိုးလေချိုးတော့မှာဆိုတော့ဒီညတော့ငါတို့ဒီနေရာမှာစခန်းချကြမယ်လုံးစရာစီတာတွေလောက်ကြဝေရခရဲ့စကားဆုံးတာနဲ့ပဲအလုသမားအချို့ကဒီညတညတာအနားယူအိတ်ဆက်နိုင်ဖို့ယာယီတဲအိမ်ငယ်လေးတွေကိုဆောက်လုပ်ကြပါတယ်။နောက်ပြီးအခြားအလုသမားအချို့ကတော့ကုန်းတွေကိုတင်လာရလို့ပင်ပန်းနေတဲ့ကျွဲတွေကိုအစာကျွေးဖို့ညက်ကောင်းစီရနေရာကိုခေါ်ဆောင်သွားကြပါတယ်။ဝေရခဟာအလုသမားတွေလုံနေတာကိုတေချာမှုရှိမရှိလိုက်လံစစ်ဆေးကြည့်စုနေတဲ့အချိန်မှာပဲဘုံကြီးတစ်ပါးနဲ့လူငယ်လေးတစ်ယောက်ဟာဘိုးရခထံကိုတက်တက်မမဆောက်လာပါတော့တယ်။ဒီအချိန်ကိုမြင်တော့အလွန်ဆဆူတဲ့မောင်ထွေးဆိုတဲ့လူငယ်လေးကလည်းသူတို့ဘာအကြောင်းပြောနေကြတာလဲဆိုတာကိုအသာရခိုးနားထောင်နေပါတယ်။ဒကာကြီးဒီနေရာမှာစခန်းမချပဲအခြားနေရာမှာစခန်းချတာပိုကောင်းမယ်ထင်တယ်။ဒီနေရာမှာကအန်ဒီရရှိနိုင်တဲ့ဒကာကြီးဘာအကြောင်းများရှိလို့ပါလဲဗျာဘာအကြောင်းပဲရှိရှိဒီနေရာမှာစခန်းချတာအတင်းတော်စိုးပဲလို့တပည့်တော်ကတော့ထင်ပါတယ်ဗျာခုလိုစေတနာနဲ့လာရောက်ပြပြပေးလို့ကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ဒီနေရာကဘာဖြစ်လို့ပါလဲဗျာဒကာကြီးကအခုမှရောက်တာဆိုတော့ဘယ်သိပါမလဲဒီနေရာကတရေအရန်၆တာကွရမောင်ပြီးဆိုတာနဲ့ဒီနေရာကိုဘယ်သူမှလာရဲတာမဟုတ်ဘူးမယုံလို့လာတဲ့လူတိုင်းကလည်းတရေ၆လိုက်လို့အပြင်းဖြားသွားတာကြီးပဲကွနောက်တော့ဒီညကိုညနေပြီးဆိုတာနဲ့ဘသူစုဘသူမှမလာရဲကြတော့ဘူးကွဘိုးရခါကလည်းလက်အုပ်ကလေးချီပြီးဆရာတော်ဘုရားလာရောက်ပြောပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါပေမဲ့တပည့်တော်တို့အစီအစဉ်တွေအကုန်ချပြီးပြီမို့တခြားနေရာကိုပြောင်းဖို့ဘလို့မှအဆင်မပြေတော့လို့ပါဗျာတပည့်တော်တို့သတိထားပြီးနေပါမယ်ဗျာဘုန်းကြီးကလည်းဘလို့မှပြောလို့မရတာကြောင့်တတိကြီးကြီးထားပါဆိုတဲ့စကားကိုထပ်ခါပြောပြီးအဲ့ဒီနေရာကနေထွက်ခွာသွားပါတယ်။ဘုန်းကြီးတို့ထွက်သွားပြီးခဏကြာမှတော့မောင်ထွေးကဘိုးရခထံကိုချင်းကလာပါတယ်။မောင်ထွေးဟာဘိုးရခရဲ့အစီအရောက်မှတော့ဘိုးရခကမောင်ထွေးမင်းဘာမှပြောမနေနဲ့တော့မင်းဘာပြောမလဲဆိုတော့ငါအကုန်သိတယ်။ဘာမှမဘူးဝါနဲ့ကွာဒီလိုရေကန်စီးတဲ့နေရာမှာမီးစုံကလာရောက်ကျက်စားတာအများဆုံးပဲကွာ။မိဆုံးဆိုတာကတော့မင်းသိအောင်ပြောရမယ်ဆိုရင်လူတစ်ပိုင်းတရေတစ်ပိုင်းပေါ့သူတို့ဟာလူဘဝမှာတော့မော်ပညာအတတ်တွေကိုအလွန်အကျွံပဲကြည်ကြံတာကြောင့်နောက်ပိုင်းမှာတော့သူတို့ဟာအဲ့ဒီမော်ပညာတွေကိုထိန်းချုပ်လို့မရနိုင်တဲ့အဆုံးမှာတော့မိဆုံးအပြည့်ကိုပြောင်းသွားကြတာကွာမိဆုံးတွေကနေဘက်မှာတော့လူတယောက်လိုပါပဲဒါပေမဲ့ညအခါရောက်လာရင်တော့မျက်စိနဲ့ပါးစပ်တွေမှာမီးတောက်တွေထွက်လာပြီးအဆွဲဖြူကြီးတွေကလည်းထွက်လာတယ်ကွာမိဆုံးတွေကသူတို့ကဖားတွေငါးတွေကိုစားတာကွာဒီနေရာကရေကန်လဲရှိတာဆိုတော့အရေးဆိုတာမိဆုံးကိုပြောတာဖြစ်ဖို့များပါတယ်ကွာမိဆုံးတွေကသူတို့ကိုမတိုက်ခတ်သေးသူတို့ကလည်းဘာမှမလုပ်ဘူးကွာသူတို့ဟာသာပဲနေကြတာလူတွေကသာတွေ့ရကိုလိုက်ကြောက်နေရတာကွာဒါပေမဲ့တစုံတယောက်ကသူတို့နေပဲလူပြည့်ချိန်မှာမကျင်တာတခုခုလုံးမိရင်တော့ညပဲရောက်ပြီးဆိုတာနဲ့အဲ့ဒီလူရဲ့အိမ်ကိုသွားပြီးအစီအရင်နဲ့လှုပ်ထားတဲ့တုတ်တချောင်းကိုအဲ့ဒီလူရဲ့အိမ်ခေါမှုမှာသွားပြစ်တတ်တယ်ကွာအဲ့လိုပြစ်ခံရတဲ့အိမ်ဆိုရင်တော့ဒုက္ခအမျိုးမျိုးနဲ့တွေ့ရပြီနောက်ဘာပဲလို့ဘာကိုမှအဆင်မပြေတော့တာကွာဒါပေမဲ့မိဆုံးတွေကအတော်လေးကိုစစ်တာတာကွာသူတို့ကမိဆုံးဆိုတာကိုဘယ်သူကမှအသိခံတာမဟုတ်ဘူးတကယ်လို့သူတို့ကမိဆုံးဖြစ်တာကိုသိသွားတဲ့လူရှိရင်လည်းအဲ့ဒီလူကိုဆွေတွေပြေးပြီးတော့သူတို့မိဆုံးဖြစ်ချောင်းကိုမပြောဖို့နှုတ်ပိတ်ထားကွာဒါပေမဲ့အဲ့ဒီလူကဂတိမတိပဲပြောမိတယ်ဆိုရင်တော့အဲ့ဒီလူကိုသူတို့ကအတေဆိုးနဲ့သိအောင်သူတို့မော်တာတွေနဲ့ပြုလုပ်ကြတာကွာမိဆုံးတွေကသူတို့ဘာမှမလုပ်သူတို့ကလည်းဘာမှစပြီးမလုပ်ပါဘူးကွာကြောက်မနေစမ်းပါနဲ့ဘိုးရခရဲ့စကားကိုနားထောင်ပြီးမောင်ထွေးဟာဘိုးရခဘာလို့ဒီနေရာကမပြောင်းရတာလဲဆိုတာကိုသိလိုက်ရပါတယ်သူတို့နှစ်ယောက်သားဟာစကားပြောနဲ့ညအချိန်ကိုတော့ရောက်လာခဲ့ပါတယ်ဘိုးရခတို့အဖွဲ့ကလည်းညရောက်လာတာကြောင့်မီးလေးဖို့ကဖွဲ့သားတွေစုပြီးစကားပြောနေကြတာပေါ့ဒီအချိန်မှာဘိုးရခကသူ့အလုပ်သမားတွေကိုရေကန်နားကိုမသွားကြဖို့ပြောကြားလိုက်ပါတယ်ဒီလိုနဲ့စကားဝိုင်းပြီးတော့အောင်ထွေးကလည်းတစ်ပင်ကိုမီးပြီးနားယူအေးဆက်နေပါတော့တယ်ညတန်းကောင်ရဲ့ရောက်လာတဲ့အချိန်မှာတော့ကျွဲတကောင်ကဆူဆူဝါးဝါအော်တန်ကြောင့်မောင်ထွေးလည်းအိယာကနေလှမ်းနှိုးလာပါတယ်
မောင်ထွေးလည်းကျွဲလေးပါများဖြစ်နေတယ်လဲဆိုတာကိုသိချင်စိတ်နဲ့ကျွဲအော်တန်ထွက်ပေါ်ရာနေရာစီကိုအမြန်ပြေးသွားခဲ့ပါတယ်။မောင်ထွေးရောက်သွားတဲ့အချိန်မှာတော့မြင်ရတဲ့အရာကြောင့်မောင်ထွေးဟာလောက်ဖြန့်ပြီးနောက်ကိုဆုတ်ကပါးစပ်အဟောင်းသားနဲ့ဖြစ်နေခဲ့တာပေါ့။ဘာလို့လဲဆိုတော့တရေကောင်ကကျွဲလေးရဲ့ဦးရရဲ့သေးတွေကိုအာရပါရဖောက်စားနေလို့ပါပဲဗျ။မောင်ထွေးလည်းတရေရဲ့မျက်နှာကိုတေချာကြည့်လိုက်တော့ဒီအလင်းရောင်တွေထွက်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်မို့မောင်ထွေးလည်းမီးဆုံးလို့ထင်သွားပြီးအနောက်ကိုပြန်မပြေးတော့ပဲမတ်တရခါဝင်ကြီးလမ်းတောင်းနေခဲ့ပါတယ်။မီးဆုံးကျွဲကိုစားနေတယ်။မောင်ထွေးဟာအတန်အကျယ်ကြီးအော်လိုက်ပေမဲ့တရေကြီးဟာထွက်မပြေးပဲမောင်ထွေးစီကိုချင်းကလာပါတယ်။နောက်ပြီးတရေကြီးဟာမောင်ထွေးရဲ့လက်နှစ်ဖက်ကိုချုပ်ပြီးမောင်ထွေးရဲ့အသွေးအသားကိုစားဖို့စားကိုအကျယ်ကြီးဟလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲအလေးတန်းကြီးတစ်ခုဟာတရေကြီးကိုထိမှန်ပြီးတရေကြီးဟာနောက်ကိုလွင့်ထွက်သွားခဲ့ပါတယ်။မောင်ထွေးဟာအနောက်ကိုလက်ချိလိုက်တဲ့အချိန်မှာတော့ဘိုးရခတယောက်အမကြီးရနေတာကိုမြင်တွေ့လိုက်ရပါတယ်။ဘိုးရခကလည်းမျက်နှာကြီးမဲ့ပြီးဟဲ့မောင်ထွေးနောက်ကိုမမြင်လား။ဒီကတော့ဆဆူတဲ့ကောင်ပဲကွာ။မောင်ထွေးဟာဘိုးရခရဲ့စကားကိုကြားပြီးအရှိကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့တရေကြီးဟာတကောင်မကတော့ပဲအများကြီးဖြစ်နေခဲ့ပါတယ်။မောင်ထွေးမြင်လာကွာအဲ့အချိန်မှာမောင်ထွေးရတတိဝင်လာပြီးဘိုးရခစီကိုပြေးလာခဲ့ပါတယ်။ရဲကြီးကလည်းမောင်ထွေးကိုအစားတစ်ခုလိုသဘောထားပြီးမောင်ထွေးနဲ့ကိုအမြန်လိုက်ပါတော့တယ်။မောင်ထွေးဟာကြောက်အားလန့်အားနဲ့ပြေးတာကြောင့်ချီချော်ပြီးတုတ်ကျသွားခဲ့တာပေါ့။အဲ့ဒီအချိန်မှာရဲကြီးကမောင်ထွေးကိုမိသွားပြီးသူ့ရဲ့ခြေထောက်ကိုကင်ကအနောက်ကိုပြန်ဆွဲလာခဲ့ပါတယ်။ဒီအချိန်မှာဘိုးရခကအဖြူရောင်လေးနဲ့တစ်ခုနဲ့ပြေပေါက်လိုက်ပါတော့တယ်။ရဲကြီးဟာအဖြူရောင်လေးတန်းကြောင့်ပူဆပူလောင်ဖြစ်ပြီးခန္ဓာကိုယ်မှာလည်းအကိုအငွေ့တွေထွက်လာခဲ့ပါတယ်။မောင်ထွေးကလည်းတရေကြီးလက်ကနေလွတ်သွားပြီးဘိုးရခစီကိုအမြန်ပြေးလာပြီးဘိုးရခရဲ့နောက်မှာရပ်နေခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့ကျန်တဲ့တရေတွေကလည်းမောင်ထွေးစီကိုပြေးလာခဲ့ပါတယ်။ဘိုးရခကလည်းအလင်းစဝိုင်းတန်းကိုထုတ်ပြီးတိုက်ခိုက်လိုက်တာကြောင့်တရေတွေဟာနောက်ကိုလွင့်ထွက်သွားခဲ့ပါတယ်။ဆရာပြောတော့မီးဆုံးနေရအရင်မရှိဘူးဆိုသူတို့ကဘာမှမလုပ်ဘူးဆိုဘိုးကြတော့ဘယ်လိုလဲဗျငါပြောတာကမီးဆုံးကွာဒါကသေရဲကွာမီးဆုံးမဟုတ်ဘူးကွာအသားစားအလွန်ကျွတဲ့သေရဲတစ်မျိုးပဲကွာဒါတွေကဟုတ်လားဗျကျွန်တော်ကမီးဆုံးထင်နေတာဗျငါကဒီနေရာမှာရေကန်နဲ့နီးတာဆိုတော့မီးဆုံးပဲစီမယ်ထင်ခဲ့တာကွာဒါတွေကအသားစားအလွန်ကျွတဲ့သေရဲတွေကွာသူတို့လည်းစီမယ်လို့ငါမထင်ခဲ့မိဘူးကွာဒီကောင်တွေကတွေးတာအကုန်စားတာကွာသူတို့ဆရာတစ်ပည့်နှစ်ယောက်ဟာစကားပြောနေချိန်မှာပဲတရေတကောင်ကထလာပြီးသူတို့စီကိုစောက်လာခဲ့ပါတယ်။ဒါပေမဲ့တရေကြီးဟာဘိုးရခရဲ့အစီအမံတွေကြောင့်ဘိုးရခတို့အနာကိုကလာလို့မရခဲ့ပါဘူး။တရေကြီးဟာအတင်းဝင်လာတဲ့အခါမှာတော့ဘိုးရခရဲ့အစီအမံတွေကလည်းပြည့်ပြည့်သွားခဲ့ပါတယ်။ဒီချိန်မှာဘိုးရခကမော်ဝင်ချိန်လုံးကိုထုတ်ပြီးတရေကြီးကိုအာပြပြင်းနဲ့ရိုက်ထည့်လိုက်ပါတယ်။ရဲကြီးဟာအနောက်ကိုဖိထိုင်ရဲ့လဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ဘာမှမဖြစ်သလိုပြန်ထလာခဲ့တာပေါ့။နောက်ပြီးတရေအလုံးကလည်းထလာပြီးမောင်ထွေးတို့ကိုဝိုင်းထားလိုက်ပါတယ်။မောင်ထွေးကဘာပညာမှမတတ်တာကြောင့်ဘယ်လိုခုခံရမှမသိခဲ့ပါဘူး။အဲအချိန်မှာပဲတရေကြီးကောင်ကမောင်ထွေးကိုလက်တဲ့အစီကြီးတွေနဲ့လမ်းကုပ်လိုက်ပါတယ်။မောင်ထွေးလည်းလက်မောင်းမှာချစ်ရလောက်တာထင်ပြီးအဝေးကိုလွင့်ထွက်သွားခဲ့တာပေါ့။ဒီချိန်မှာဘိုးရခကသူ့တပြည့်ကိုငှဲ့ပြီးအန်ဒီရဖြစ်မှဆိုလို့မတိုက်ခိုက်တော့ပဲအခြားနေရာကိုထွက်ပြေးသွားခဲ့ပါတယ်။မောင်ထွေးလာခဲ့ခဏလိုက်ခဲ့မောင်ထွေးတို့ဆရာတပည့်နှစ်ယောက်လည်းရေကန်ဘက်စီယာကိုပြေးသွားပါတော့တယ်။ဘိုးရခတို့ဟာအတော်ပြေးပြီးနောက်မှာတော့ရေကန်နားကိုရောက်လာခဲ့ပါတယ်။ရေကြီးတွေကလည်းအတန်တကြီးကြီးအော်ပြီးဘိုးရခတို့နောက်ကနေလိုက်နေခဲ့တာပေါ့။ဘိုးရခဟာရေကန်နားရောက်မှာတော့ရေကန်ထဲမှာမီးအလင်းရောင်တွေထွက်နေတာကိုမြင်လိုက်ရပါတယ်။ဒါဟာမီးဆုံးတွေထွက်လာတော့မယ်ဆိုတာကိုဘိုးရခသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘိုးရခတို့ဟာစစ်မပြေတော့ပဲမြက်ပင်စီကြီးတွေကြားမှာထိုင်ပြီးအခြေအနေကိုစောင့်ကြည့်ပါတော့တယ်။မောင်ထွေးကလည်းကြောက်လွန်လို့နှလုံးခုန်တန်ကလည်းအလွန်ကျဉ်နေခဲ့တာပေါ့။ဒီအချိန်မှာပဲသရေကြီးတွေကနောက်ကနေတလန်ချင်းအိတ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမီးစုံတွေကလည်းထွက်လာပြီးဖြစ်တာကြောင့်မီးစုံနဲ့တရေကြီးတို့ထိတ်တိုက်တွေ့သွားခဲ့ကြပါတယ်။နောက်ပြီးတော့တကောင်နဲ့တကောင်အပြန်အလှန်တိုက်ခိုက်ပါတော့တယ်ဗျ။သူတို့ဟာအချိန်အတော်ကြာကြီးတိုက်ခိုက်ပြီးချိန်မှာတော့ဘ
ဘွေရက်ခလည်းမောင်ထူးကိုခေါ်ကာတဲလေးစီယာစီကိုကုန်းကုန်းကလေးပြန်လာခဲ့ပါတယ်။ယာယီတဲဒီစီပြန်ရောက်ချိန်မှာတော့ မောင်ထွေးသွားထဲဝင်ပြီးအိတ်လိုက်တော့ဘာတမ်းပဲကြထွက်မလာကြည့်နဲ့မင်းရဆဆုချင်တဲ့စိတ်ကြောင့်အခုလိုသိမလို့ဖြစ်ရတာကွာသွားအခုသွားတော့အိတ်တော့ မောင်ထွေးလည်းဘာမှပြန်မပြောဘဲတဲထဲဝင်ပြီးအိတ်လိုက်ပါတော့တယ်။မောင်ထွေးဟာဖြစ်ပျက်သမျှကိုပြန်တွေးပြီးတညလုံးဘလို့မှအိတ်မပြောဘဲဟိုဘက်လက်ဒီဘက်လက်ပြီးအချိန်ကုန်သွားခဲ့တာပေါ့။မနေ့ခင်ရောက်လာတဲ့အချိန်မှာတော့ဘွေရက်ကဟာမောင်ထွေးစီကိုလာပြီး လူကလေးသက်သာရဲ့လားမင်းတို့ဒီလိုအဖြစ်အပျက်တွေနဲ့မကြုံစေချင်ဘူးကွာနာကတွေ့လားမပညာကသူတို့ဘာမှလုံးနိုင်တာမဟုတ်ဘူးတော်သေးလို့ငါအကြံကောင်းသွားလို့ပေါ့ကွာမိဆုံးတွေနဲ့တရေကြီးတွေကမတက်ကြဘူးဆိုတော့ကိုငါအကောင်သိထားတာကွာအဲ့ဒါကြောင့်မိဆုံးတွေရှိမလားဆိုပြီးဒီကဘက်ကိုပြေးလာခဲ့လိုက်တာသူတို့အချင်းချင်းကိုတိုက်ခိုက်နေကြလို့ပေါ့ကွာမဟုတ်ရင်ငါတို့အတွက်မလွယ်ဘူးကွာတေးရင်တော့သိသွားနိုင်တယ်ကွာမင်းရဲ့ဆဆုရှင်တဲ့စိတ်ကိုလည်းနည်းနည်းဆွတ်တာကွာနေရာတကာဆဆုတာမကောင်းဘူးကွာကဲနောက်တစ်ရက်ကိုခီးဆက်ဖို့အထောက်ပိုးတွေပြင်တော့ခဏနေငါတို့ခရီးထွက်မယ် ။မောင်ထွေလည်းမနစ်ကအဖြစ်အပျက်ကိုတတိယပြီးတတိလာပေးတဲ့ဖုန်ကြီးတွေဟာဒီဒေသမှာဘလို့မျိုးအန္တရာယ်ကင်းအောင်နေရတယ်လဲဆိုတာကိုသူတွေးနေပါတော့တယ်။ဒီနောက်မှာတော့ဘွေရခါတို့အဖွဲ့ဟာကိုရောင်းကုန်ဝယ်ဖို့နောက်တင်နေရာစီကိုခရီးဆက်ခဲ့ကြတာပေါ့ဗျာ။အဆုံးထိကျေးဇူးပဲတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာ။